ကန်ဆိုတာကမ္ဘာမှာချမ်းသာဆုံးမြေပါဖြစ်သလိုဒိမင်းတမန်နေအလုံးရှုပ်ဆုံးနေရတယ်ဆိုတာရောက်ဘူးသူတိုင်းသိပါတယ်ဒီမှာကတွေးဆုပ်ဖို့ကောင်းနေတရေတစ်စီပုံမြင်နေတိတ်မလို့ပါလောဘတက်နေတဲ့လူတွေအချိန်မီးပြိုကျလာနိုင်တဲ့မြေသားပုံပြီးတော့မူရစေဝါတွေကနေလုံလောက်အောင်ကြောက်စရာကောင်းနေပါဒါပေမဲ့တခါလေကြာရင်သိပ္ပံပညာနဲ့ရှင်းပြလို့မရရင်တိုက်ဆိုင်မှုတက်တက်လို့ပြောဖို့အရန်ခက်ခဲတဲ့အဖြစ်အပျက်တွေရှိလာတတ်ပါတယ်ဒီတန်းကကျွန်တော်ကုမ္ပဏီတစ်ခုမှာစိုက်မန်နေဂျာလုပ်ခဲ့တော့ကကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တန်နဲ့ချီလေးတဲ့ကြောက်စိတ်အရန်လုံးကြီးတုံးကြောင်အဲ့ဒီကြောက်ကပုံမြင်နေတဲ့ကလို့တွေးတွေပါတယ်မတော့ပါဘူးဒါပေမဲ့သူ့ကိုစပြီးမြင်တွေ့ခဲ့ရတဲ့ထိတွေ့ခဲ့ရတဲ့လူရိုင်းရဲ့ဘဝကိုတော့ရရဆက်ဆက်ချိန်မုံပြခဲ့ပါတယ်မိုးရင်းကာလညတိုင်းချိန်ပေါ့ဖားကန်မိုးကတည့်ရတိုင်းပဲအဆက်မပြတ်ကိုရွာနေတာဗဖိုးစရာကိုယ်တိုင်ကမြေတော်ကော်ရင်းနဲ့မာကျောတဲ့ကြောက်တစ်ခုကိုသွားချိန်ပြီးဆက်ပေါ်ကဆင်ကြည့်လိုက်တော့တန်ချိန်တော်တော်လေးမဲ့ကြောက်စိမ့်အရင်တုံးကြီးအကြီးသားဗဖိုးချစ်မိသွားတဲ့ပေါက်ကလေးကနေပြီးတော့ဓမီထိုးကြည့်လိုက်တော့မှန်မြောင်းတော်ထပ်ပြီးတော့ထိုးကြည့်ကြမလို့ပြအဲ့ဒီချိန်မှာကိုနိုင်ရဲ့မျက်လုံးတွေလုံးဝပြောင်းသွားသူကအေးဆက်ဆက်ကြီးနဲ့တုံရင်းနေဆရာဒါအသက်ပဲကျွန်တော်ချမ်းသာပြီလို့အော်ပြောလိုက်ဒါပေမဲ့အဲ့ဒီလောဘနဲ့ပျော်ရွှင်မှုက9မိနစ်တောင်မခံခဲ့ပါကိုနိုင်ကသူများတွေလူသွားမှဆိုလို့အဲ့ဒီကြောက်တုံးမောင်ကရှုံနေဖို့ရေဘူးနဲ့အငမ်းမရလိုက်ဆေးနေတော့မှပဲသူ့ရဲ့အပေါ်ပေ90လောက်မြင့်တဲ့မြေတော်ကရုတ်တရက်နဲ့တံမပေးပါမပေးနဲ့ပြိုကျလာဖားကတ်မှာမြေတော်ဝင်ပြိုတာစန္ဒလာဆိုတော့မဆန်းတော့မိုးရင်းဆိုခဏခဏပြိုလာတယ်ဒါပေမဲ့ထူးဆန်းတာကမြေတော်ကတစ်ထောင်လုံးပြိုကျလာတာမဟုတ်ဘူးကိုနိုင်ရက်နေတဲ့နေရာတိတ်တဲ့နေရာလေးပဲပြစ်မှတ်ထားပြီးကွက်ကြတာကိုနိုင်ကအော်ဂျင်တော်မရလိုက်ပဲနဲ့အဲ့ဒီမြေသားတွေအောက်မှာပွဲချင်းပြီးတိတ်ဆုံးသွားအကြောင်းဆုံးချက်ကပါလေဒီလားမြေသားတွေကိုဖယ်ပြီးကိုနိုင်အလောင်းဆွဲထုတ်ကြည့်တော့သူ့ရဲ့လက်ကအဲ့ကြောက်စိမ့်အရင်တုန်းကြီးကိုအင်းဖက်လက်သာတောင်းတင်းနေတာသူ့ရဲ့လက်ချောင်းတွေကိုတော်တော်လေးကိုအားသုံးပြီးတော့ဆွဲခွာယူခဲ့ရတတိရောက်လာပြီးတော့အဲ့ကြောက်စိမ့်အရင်တုန်းကြီးကိုရုံရုပ်ကကိုရောင်လေးကိုအရင်ရွှေ့ခိုင်းဒါပေမဲ့တကယ်ပြဿနာကအဲ့ဒီမှာစတာကိုနိုင်အလောင်းကိုတည်ခဲ့တဲ့အဲ့ဒီကြောက်တုံးကြီးကိုကျိုးခွင်းဆုပ်ပြီးတော့ကရိန်းနဲ့မားခဲ့တဲ့အလုပ်သမား၄ယောက်တော့နောက်နေ့မနေ့ကျတော့ပြင်းထန်ပြားပါတယ်ရိုးရိုးငှက်ပြားမဟုတ်သူတို့ရဲ့ရေပြားတွေကရင်သွေးပူလောင်ထားလို့ရေကြည်မှုတွေတစ်ခုလုံးထွက်လာမျက်လုံးတွေကသွေးကြောတွေပေါက်ပြီးနေရဲနေတာစေယုံကိုအမြန်ပို့ခဲ့ပေမဲ့ဆရာဝန်ကလည်းဒါကိုဘာယောဂမှရှာမတွေ့ခဲ့3ရက်ပဲခိုင်း၄ယောက်ဆုံးစေယုံတင်ထားတဲ့ကြောင်ကရန်တွေအော်ပြီးသွေးအံပြီးတော့ဇက်တိုက်တေကုန်ရတယ်စိတ်ပညာရကတော့ယောဂဘုတ်တစ်ခုကိုကုသတာပဲလို့မှတ်တမ်းတင်ခဲ့ပေမဲ့ဒါထဲမှာတော့ကြောက်စားတာလို့သတင်းထွက်သွားတယ်အဲ့ဒီချိန်မှာအဲ့ဒီကြောက်တုံးကြီးကကုမ္ပဏီရုံးရဲ့ကိုတော်အလုံးပိတ်ခန်းထဲမှာရောက်နေပါအဲ့ဒီညကကျွန်တော်ကကိုတော်ပြင်ပစူပါအောင်မှာအိပ်ပြီးဆောင်းလိုက်ညတနားရီလောက်ရောက်တော့မိုးကလည်းတိတ်သွားပြီမို့ဘဝင်းကြီးကတိတ်ဆိတ်နေအဲ့ဒီချိန်ကိုတော်ခန်းထဲကနေအတန်တစ်ခုထွက်လာရုပ်ရှင်တွေကလည်းတရေချောက်တာမျိုးမဟုတ်ဘူးအလုံးပိတ်ထားတဲ့မိခင်တိုင်းအဲ့ဒီကိုတော်တစ်သားတစ်ကားကြီးရဲ့နောက်ကနေပစုံပြောက်ကတကားကိုလက်သေးနဲ့ကုတ်ချစ်နေတဲ့အတန်တစ်ချစ်ချင်းတဲ့အတန်ပြီးတော့ရေရီဆူရွှဲနေတဲ့ခြေပွားဗလာနဲ့ကျန်းမြင်ကိုရှောက်သွားတဲ့ဖက်ပတ်နဲ့အတန်အဲ့ဒီကိုတော်ငန်းကြီးတွေမှာကြောက်တုံးကလွှဲရင်ကြက်တကောင်တော့ဝင်နေရအောင်မရှိဘူးတော့ရတယ်ကျွန်တော်စီပါဒါပေမဲ့အဲ့ဒီတကားနောက်ကနေရှောက်နေတဲ့ခြေတံကကိုနိုင်ရဲ့အသက်ရှင်တော့ကလမ်းလျှောက်ရင်ညာဘက်ခြေတစ်ပတ်ကိုဆွဲပြီးရှောက်တတ်တဲ့ခြေတံတိုင်းဒီပုံစံနဲ့ဖြစ်နေတာကိုသတိထားလိုက်မိတဲ့အချိန်မှာတော့အဲ့ဒီကိုတော်အလုပ်ငန်းကြီးတွေကနေပြီးတော့ကိုနိုင်လမ်းလျှောက်နေကြခြေတံမျိုးကိုကြားလိုက်ရတဲ့ညကကျွန်တော်တကားကိုဖွင့်မကြည့်ရဲခဲ့ပါဘူးမနေ့လေးလုံးအလင်းအောင်ရလာတဲ့အချိန်မှာမှလုံယုံလေးခေါ်ပြီးတော့အဲ့ဒီကိုတော်တကားကိုဖွင့်လိုက်တယ်ထဲမှာဘယ်သူမှရှိမနေ
ကြွက်တကောင်တော့ရှိနေတယ်။ဒါပေမဲ့အခန်းထဲမှာနေဝင်တွေတော့မရှိပါဘူးနဲ့အဲကြောက်သိအရင်လုံးကြီးရဲ့အပေါ်ရဲ့မျက်နှာလေးတစ်ခုလုံးမှာရှင်ငွေလိုရွှဲရွှဲဆိုနေတာကိုတွေ့လိုက်ရတယ်။တက်ရှိတကောင်ကအနီးကပ်တက်ရှူထုတ်ထားသလိုမျိုးပေါ့။ပိုဆိုးတာကအခန်းထဲမှာတန်ကြီးနဲ့လိုပုတ်သွန်းနဲ့လိုဓာတ်ရုပ်တွေကအနောက်တစ်မျိုးကတက်ရှူချက်လောင်ပြင်းနေနေတာပါ။အဲဒီအချိန်မှာကျွန်တော်နားလည်လိုက်တယ်။အဲဒီကြောက်တုံးကတမန်ကြောက်သိအရင်လုံးမဟုတ်နေပေါင်းတန်းနဲ့ကြည့်ပြီးမြေကြီးအောင်မှာပိတ်လောင်ခံထားရတဲ့မကောင်းတဲ့တံငွေဒါမှမဟုတ်ရေဒီယိုတက်တိကျဓာတ်တစ်ခုကိုပါဝင်နေနိုင်တယ်ဆိုတာကိုပေါ့ဒါပေမဲ့လောဘတက်နေတဲ့တတိကိုသာပြောတော့သူကရှိတယ်မင်းတို့ကတရေကြောက်ပြီးစိတ်ကြီးအောင်လည်းဖြစ်နေတာပါကွာဆိုပြီးတော့အဲ့ဒီကြောက်ကိုဖျက်ဖို့အတွက်တရုတ်ပြည်ရွှေလီဘက်ကမစ္စတာလင်းဆိုတဲ့နာမည်ကြီးကြောက်ဖြတ်စရာတယောက်ကိုခေါ်ချလာပါတယ်မစ္စတာလင်းရောက်လာတယ်သူကကြောက်ဖြတ်တဲ့တက်တန်း230ကျော်လောက်ရှိတဲ့ပညာရှင်သူကသူ့တပည့်2ယောက်နဲ့အတူနောက်ဆုံးမှရေးပေးစနစ်ပါဝင်တဲ့စိန်သွားပါတဲ့နှောက်သက်ကြီးတွေပါလာတယ်ကျွန်တော်ဖြစ်ခဲ့တဲ့အသေးပြောက်တွေကိုတတိကပြောပြတော့မစ္စတာလင်းကလောင်မြုံပြုံးညီမရဲ့အယူသိလုံးကြောက်သိန်းဆိုတာတဘာဝတွန်းထွက်ပါလို့ပြောပြီးကြောက်သိန်းကြီးကိုစမ်းသပ်ဖို့အတွက်ချက်ချင်းပြင်သူကအားပြင်းလို့နဲ့လက်နေတံမီနဲ့အပေါက်ကလေးကိုထိုးကြည့်တာမှ10မိနစ်2မိနစ်မဟုတ်နိုင်ဝက်လောက်အဲ့ဒီပဲ့နေတဲ့ကြောက်တုံးအပေါက်လေးတွေကနေပြီးတော့မျက်တောင်မခက်တဲ့ဖိုက်ကြည့်နေတာနောက်တော့သူ့ရဲ့အသက်ရှူတန်တွေတဖြည်းဖြည်းနဲ့ပြင်းလာလက်တွေကတုံးလာစကမမထန်တဲ့မျက်နှာကြီးကနေပြီးတော့ပြုံးပြပြကြီးဖြစ်လာငါ့ဘောမှာဒီလိုအရေးသွေးမျိုးတစ်ခါမှမမြင်ဘူးကဲအခုချက်ချင်းပဲလှတင်မယ်လို့ပြောလိုက်တော့တာပဲသူတို့တွေကဆရာစက်တွေတေချာမပြင်ရသေးဘူးလို့ပြောတာတော့လက်မခံမနဲ့ချက်ချင်းဖြတ်ဖို့အတင်းကိုအမိန်ပေးညနေ4 နာရီလောက်မှလှဆက်တင်ချိန်သွားတက်ထားတဲ့လှကြီးကကြောက်တုံးရဲ့အခွန်ကိုစပြီးစားပြီးဝင်သွားတဲ့အချိန်ကျွေကနေဆိုတဲ့အတန်ကြီးကလူတွေရဲ့နားစီကိုကွဲထွက်သွားမှတက်သူ့ချလုံးလို့ကျွန်တော်တို့အကုန်လုံးနားပိတ်ထားရရေဖြန်းတဲ့စနစ်ကအလုံးလုံးနေပေမဲ့တော်သားပို့တိုက်ရာကနေထွက်လာတဲ့ကြောင်မုံတွေကဒီထဲမှာမှိုင်းတိုက်တာဆိုတော့အုံဆိုင်သွားအဲ့ဒီမှာစဖြစ်တာမစ္စတာလင်းကအကာအကွယ်နှာခေါင်းစီကိုရုတ်တရက်ဆွဲဖြုတ်လိုက်သူကလှသောနဲ့ကြောက်တုံးကြားတယ်မျက်နှာအတင်းအပ်ပြီးတော့အဲ့ဒီထွက်လာတဲ့ကြောင်မုံအငွေ့ကိုအမဲမြရှူရှိုက်နေတာဗျသိပ္ပံပညာမှာရှင်းပြလို့မရတဲ့ဖြစ်စဉ်တစ်ခုရှိတချို့သောရှေးရောက်ကြောက်တုံးတွေရဲ့အလဲဘိုးကအခေါင်းပေါက်တွေထဲမှာလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကအစိပ်ပြင်းတဲ့မှုတ်ပိုးတွေဒါမှမဟုတ်လို့ရှိရင်အာယုံမျိုးတွေကိုချက်ချင်းဖြတ်စည်းပြနိုင်တဲ့ဓာတ်ငွေတွေပိတ်မိနေတတ်တယ်။လာသောနဲ့ခွဲလိုက်တဲ့အချိန်မှာအဲ့ဒီအစိပ်ငွေတွေကထွက်ပေါ်လာတယ်။မစ္စတာလင်းရှူရှိုက်မိသွားတဲ့အရာကဘာပဲဖြစ်ဖြစ်ပါ။သူ့ရဲ့အုံနောက်ကိုစက္ကန့်ပိုင်းနဲ့ဖြတ်စည်းပြလိုက်တာသိကြတယ်။သူ့မျက်လုံးရဲ့တငယ်အိမ်ထဲမှာအဲ့တငယ်အိမ်တွေကကျဲလာပြီးတော့ပါးစပ်ကနေတရေတွေကျလာ။ဒါပေမဲ့သူကအတန်ထွက်အောင်ရည်နေအောင်ပဲ။လှလိုက်တာအရန်လှတာပဲလို့တရုတ်လိုကြောင်ကလေးအော်ရင်းနဲ့ရုတ်တရက်သူ့ရဲ့ဘယ်ဘက်လက်ကိုလဲပတ်နေတဲ့လှသားကြီးစီကိုအတင်းထိုးထည့်လိုက်ပါတယ်။သွေးတွေကနေရာအနှံ့ပန်းထွက်သွားသူတို့ဘယ်တွေကအော်ဟစ်ပြီးတော့လှသက်ကိုအမြန်ပိတ်လိုက်။မစ္စတာလင်းရဲ့လက်တစ်ဖက်လုံးပြတ်တောက်သွားတယ်။ဒါပေမဲ့သူကနာကျင်နေတဲ့ပုံနဲ့လုံးဝမပြ။သွေးတွေထွက်နေတဲ့သူ့ရဲ့လက်မောင်းပြက်ကြီးကိုကိုင်ရင်းနဲ့အဲ့ဒီနေရာမှာပဲတတိလေးပြီးလဲကျသွား။သူ့ကိုဆေးရုံအမြန်ပို့ကြတယ်။ဒါပေမဲ့လမ်းမှာနေနဲ့ဆုံးသွားတယ်။ဆရာဝန်လေးရဲ့စေစာရသူကသွေးထွက်လုံးလို့တေတာမဟုတ်။ရုတ်တရက်ဘုံတော်သွေးကြောပြက်ပြီးတေသွားတာ။ကြောက်တုံးတွေကထွက်လာတဲ့အငွေ့ကသူ့ရဲ့သွေးဖြာကိုအစမနဲ့မြင့်တက်သွားစေခဲ့တယ်။မစ္စတာလင်းတေဆုံးသွားပြီးတဲ့ညမှာကျွန်တော်တို့ရုံးက CCTV မှတ်တမ်းကိုပြန်ကြည့်ကြ။သူဘာဖြစ်လို့နှာခေါင်းစီကိုဖြုတ်ပြီးတော့အဲ့ဒီအငွေ့တွေကိုရှူခဲ့တာလဲဆိုတာသိကြလို့ CCTV ရဲ့ပုံရိပ်ကိုအတန်ချဲ့ပြီးပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့လာတော့ကကြောက်တုံးကိုအကွဲသွားစေတဲ့အချိန်မှာလာဆက်တန်ရဲ့အောက်မှာဖုံးကွယ်နေတဲ့တိုးတိုးတဲ့အတန်တစ်ခုကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်တို့တတိယမျက်နှာကသွေးဆုပ်သွားပြီးတော့ကလပ်ထိုင်ပေါ်ကနေဘုံကလေးလဲကျသွားပါတယ်။အဲ့ဒီကြောက်တုံးကလူတွေကိုတတ်ဖို့တရေတက်စေမလို့ပါလူတွေရဲ့လောဘတွေကလုံလောက်နေတာ CCTV တွေကအတန်ကိုကြားပြီးတော့တတိမူးမိလဲသွားတဲ့ညကဘ
ဖားကန်လောက်ကွက်တစ်ခုလုံးတိတ်ဆိတ်သွားလူတွေကတဲချောက်တာလို့ထင်ကြတာဒါပေမဲ့တကယ်လက်တွေ့ဆန်တဲ့စဉ်းစားကြည့်ရအောင်တဲတစ်စီဆိုတာထက်လူတစ်ယောက်ကတန်မိုးဖြတ်လို့မရတဲ့တိုင်းစားမဲ့ဥစ္စာတနာကြီးကိုရုတ်တရက်ပိုင်ဆိုင်လိုက်ရတဲ့အခါမှာသူ့ရဲ့အုံနောက်ကအဲ့ဒီအချိန်ကိုဘယ်လိုတုံ့ပြန်မလဲဒီကြောက်တုံးကအတူမဟုတ်ပါပို့ဆိုတာကအဲ့ဒါကရာစုနှစ်တစ်ခုစာအတွင်းမှာတစ်ခါမှမတွေ့ဘူးလောက်အောင်ပြည့်စုံနေတဲ့ညာစိမ်းအောင်အစ်စ်မှန်ကြီးဖြစ်နေတာပါတစ်ခါလေကြာရင်ကြောက်တုံးကလူကိုတတ်တာမဟုတ်ပါအဲ့ဒီကြောက်တုံးရဲ့တမိုးကြီးလုံးမှုကပဲပိုင်ရှင်တွေကိုယူသွတ်သွားအောင်ခြောက်လန့်ပြီးတော့ကိုယ်တည်တွင်ကိုတူအောင်ဖန်တီးသွားတတ်ပါတယ်တရုတ်ကလာတဲ့မစ္စတာလင်းရုတ်တရက်သိဆုံးသွားတာကိုပြန်ကောက်ရသူကဘာအစိမ့်ငွေမှရှူမိတာမဟုတ်ပါသူလှောက်သားနဲ့ဖြတ်လိုက်တဲ့အချိန်မှာမြင်လိုက်ရတဲ့အစိမ်းရောင်ကဒေါ်လာဘီလီယံချီတန်ကြီးရှိရဲဆိုတာကိုလုံတန်ရင်းနဲ့ပညာရှင်ပြီးချက်ချင်းသိလိုက်တယ်။ဒါမှလူတစ်ယောက်ကထီးပေါက်ရအောင်ရေကုန်လုံးလိုဟတ်အတက်ရတတ်ပါတယ်။မဆယ်လေးမြင်လိုက်ရတာကထီဆူကြီးတဲ့အစာပေါင်းတောင်းနဲ့သိန်းနဲ့ချီတဲ့တန်တဲ့အရာကြီးပါ။ဒီတော့ပြီးပြည့်စုံတဲ့အရာကြီးကိုငါမြင်တွေ့ခွင့်ရခဲ့ပြီပဲဆိုတော့အလွန်အမင်းစိတ်လှုပ်ရှားမှုနဲ့သူ့ဘဝမှာဘယ်တော့မှပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့အထီးသေးကြောင့်ဘုံနောက်သွေးကြောပြတ်ပြီးတည်ဆုံးသွားခဲ့တာ။သူသေးတာကအဲ့ကြောက်တဲ့တံမိုးကိုတိသွားတဲ့လောဘစိတ်ကြောင့်ပါမစ္စတာလင်းတည်သွားပြီးတဲ့နောက်တတိကအဲ့ဒီကြောက်တုံးရဲ့တကယ်တံမိုးအစ်စ်မှန်ပြေဝကိုသဘောပေါက်သွားခဲ့အဲ့ဒီချိန်မှာသူ့ရဲ့အုံနောက်တွေကိုဝင်လာတာကပျော်ရွှင်မှုမဟုတ်တော့ကြောက်ရွံ့မှုသူဘယ်သူမှမယုံတော့သူ့တပည့်တွေကသူ့ကိုတတ်ပြီးလူသွားမလားနိုင်ငံတော်ကပဲဝင်သိမ်းသွားမလားတပုံတွေကပဲလာတိုက်မလားတတိကလုံခြုံရေးတွေကိုအကုန်မောင်းထုတ်လိုက်တယ်သူကိုယ်တိုင်တနက်လက်ကင်ပြီးတော့ဘူရောင်ခန်းထဲမှာအဲ့ကြောက်တုံးကြီးကိုဖတ်ပြီးအခန်းအောင်နေပါတော့CCTV တွေကကျွန်တော်တို့ကြားခဲ့တဲ့အတန်ဆိုတာပါတကယ်တော့အဲ့ဒါကလွှားဆက်နဲ့ကြောက်တာပုတ်တိုက်တဲ့အဆက်အတန်တက်တက်ပါဒါပေမဲ့တတိကရပောင်းများစွာအိမ်မပြောစင်းနဲ့သူ့ရဲ့လောဘကြောင့်ဖြစ်လာတဲ့မဖြစ်စီကိုအကုန်လုံးလာလူးကြတော့မယ်ဆိုတဲ့စိတ်ဖိစီးမှုပေါင်းဆက်သွားတဲ့အခါမှာတော့သူ့ရဲ့အုံနောက်ကအဲ့ဒီဆက်တန်ကိုခြောက်လန့်နေတဲ့အတန်ကြီးအဖြစ်အလိုလျောက်ပုံပေါ်ကြားရောက်နေတာတက်တက်ပါ3ရက်မြောက်နေ့ညတခါတတိကအခန်းထဲမှာအိမ်မပြောတာ3ရက်ရှိပြီသူကကြောက်တုံးကြီးကိုအလုံးလိုက်တယ်ကိုမဖြစ်နိုင်ပဲပြီးတော့တုံးလေးတွေဖြစ်အောင်သူ့ဘာသာသူအတင်းခွဲထုတ်ပြီးခိုးထုတ်ဖို့ကြိုးစားတယ်သူကပညာရှင်မဟုတ်ပြီးတော့သူကလည်းပြင်ပန်းခံထားရလို့ရိုင်နေနေကြီးမားတဲ့ကြောက်ဖြတ်စိတ်မကြီးကိုအတင်းမှပြီးဖြတ်ဖို့ကြိုးစားတဲ့အချိန်မှာလက်ကရိုင်သွားပြီးတော့လွှာသားကကြောက်တုံးကိုအလွဲချော်နဲ့ချိန်မိသွားတယ်ဆက်အချိန်နဲ့တန်ချီလေးတဲ့ကြောက်တုံးကြီးဟာခုံပေါ်ကနေလိမ့်ကျတတိကအဲ့ကြောက်တုံးကြီးကိုကာဝယ်ဖို့ဒါမှမဟုတ်တားဖို့အတင်းဖြိပတ်လိုက်တဲ့အချိန်မှာပဲကြောက်တုံးကြီးကသူ့ရဲ့ရင်ဘတ်ပုံကိုအချိန်နဲ့ဖိမိလက်သာလဲကျသွားပါတယ်။နောက်နေ့မနက်တကားကိုဖြတ်ဝင်ကြတော့တတိကသွေးအိုင်ထဲမှာသွေးဆုံးနေပါတယ်။သူ့ရဲ့မျက်လုံးတွေကပြူးကျနေပေမဲ့သူ့ရဲ့လက်တစ်ဖက်ကတော့သူ့ကိုတက်ပစ်လိုက်တဲ့အဲ့ဒီဒေါ်လာဘီလီယံနဲ့ချီတဲ့ကြောက်စိမ့်လုံးကြီးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတယ်။ဒီလောက်ဖြစ်ပျက်တွေများခဲ့တဲ့တံမိုးကြီးမားတဲ့အဲ့ဒီကြောက်စိမ့်ရိုင်းလုံးကြီးအခုပဲကိုရောက်သွားတယ်။တတိသိဆုံးပြီးတဲ့နောက်မှာအဲ့ဒီသတင်းတွေကအစိုးရအာဏာပိုင်တွေဒီရောက်သွားတယ်။ဒီလောက်ကြီးမားတဲ့ကြောက်တုံးကြီးကိုတာမန်လောက်ကွက်ပိုင်ရှင်တယောက်ကဖုံးကွယ်ထားဖို့တော့မဖြစ်နိုင်ပါဘူး။ခုချိန်မှာတော့ကြောက်မြတ်ရနာရဲ့ပြတိုက်ကြီးတစ်ခုထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်နိုင်ငံတော်အဆင့်အထူးလုံခြုံရေးချထားတဲ့ပြပွဲဖက်မှကြီးတစ်ခုရဲ့မှန်အထူးကြီးတွေရဲ့နောက်မှာပဲဖြစ်ဖြစ်အဲ့ဒီကြောက်တုံးကြီးကရှိနေနိုင်ပါတယ်။ပြတိုက်ကိုလာကြည့်တဲ့လူတွေကတော့အဲ့ဒီကြောက်တုံးကြီးရဲ့အစိမ်းရောင်ကိုကြည့်ပြီးတော့လှလိုက်တာတံမိုးကြီးလိုက်တာလို့ပဲကဘာလက်ခီးတွေလိုငေးမောချီချူသွားကြမှာပါဒါပေမဲ့အဲ့ဒီပြောင်းလဲနေတဲ့ညာသိအောင်အလွာလေးရဲ့အောက်မှာကိုနိုင်ရဲ့အသက်မစ္စတာလင်းရဲ့ယူသွမှုနဲ့ပိုင်ရှင်တတိရဲ့လောဘကြီးပိတ်ဆက်ထားရတဲ့ဆိုတာကိုတော့အဲ့ဒီကြောက်တုံးကြီးကိုယ်တိုင်သိယူခဲ့ရတဲ့ကျွန်တော်တို့အလုပ်သမားလူမျိုးစုကလည်းဘယ်သူမှသိနိုင်တော့မှာမဟုတ်ပါဘူးတကယ်အကြောင်းအရာဆုံးချိန်သားဆိုတာမြေကြီးတွေကထွက်လာတာမဟုတ်ပါဘူးဘယ်ဟာဝိတိတစ်ခုပေါ်မှာထားခဲ့တဲ့လူတွေရဲ့အတိုင်းထားမဲ့တဲ့လောဘဆိုတာပါမိတ်ဆွေတို့ပြတိုင်းမှာထားရှိခဲ့တယ်တံမိုးကြီးရန်လာရဲ့နောက်ကွယ်မှာဘလို့သွေးဆုံးခဲ့တဲ့သမိုင်းတွေရှိနေနိုင်တယ်ဆိုတာကိုတွေးကြည့်ကြည့်ကိုမှန်မှာဝင်ရောက်ဆွေးနွေးပေးသွားကြတယ်နောက်ရက်ဒီမှာလည်းခေါင်းသားဆရာဇလန်းတစ်ပုံနဲ့ပြန်လာခဲ့ပါမယ်
မှန်တရားဆိုတာခင်ဗျားတို့ထင်ထားတာထက်ပိုပြီးတော့ရှုပ်ထွေးနိုင်ပါတယ်နောက်ရဒီချိန်မှာပြန်ဆုံးတွေ့ကြမယ်ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့စောင့်ကြည့်နားဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်